Hello guys, အားလုံးပဲမင်္ဂလာပါကျွန်တော်ကရန်ဖြစ်ပါတယ်။ဂျားရီမှာကျွန်တော်အရှုပ်တွေလှုပ်လိုက်အလုပ်တွေရှုပ်လိုက်နေပဲအချိန်တွေအများကြီးကုန်ခဲ့တယ်။ကျွန်တော်အစားကလုပ်မယ်လို့ယူရထားတဲ့ content တွေလည်းကျွန်တော်မလုပ်ဖြစ်ခဲ့ဘူးပေါ့နော်။2026ကလည်းဘာလို့နဲ့9လအောင်ပြည့်တော့မယ်နောက်ပိုင်းမှာတိတ်တော့မကြံတော့ဘူးပေါ့နော်။အစားကကျွန်တော်စိတ်ကူးထားတာကပေါ့နော်။ကျွန်တော်ဒီ technical term တွေဒီပြင်လည်းပတ်သက်တဲ့အရာတွေကျွန်တော်လေ့လာမယ်ပြီးတော့ share လုပ်မယ်ဆိုပြီးကျွန်တော်စိတ်ကူးထားခဲ့တယ်။ဒါပေမဲ့ဒီဂျားရီမှာကျွန်တော်ရခဲ့တဲ့သင်ခန်းစာတွေနဲ့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာတွေကကျွန်တော်ဘယ်လိုပြောင်းလဲလဲဆိုတော့ futuristic မဖြစ်ဘူးပေါ့နော်အနာဂတ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေအထက်ပြစ္ဆုတ်ပံနဲ့အတိတ်နဲ့သက်ဆိုင်နေတဲ့အရာတွေကိုကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားလာတယ်ဒီအပိုင်းမှာဒီအခုနောက်ပိုင်းပေါ့နော်အနာဂတ်ကိုမသွားဘဲနေအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအတိတ်မှာဒီလိုဖြစ်ခဲ့လို့ဒီနေ့ဒီချိန်မှာငါတို့ဒါတွေဖြစ်နေပါလားဆိုရဲthinking တွေပေါ့နော်ဒီလိုအတွေးခေါ်တွေကျွန်တော်ပို့ပြီးတော့တွေးလာတယ်ကျွန်တော်ထင်တော့ဒါပို့ပြီးတော့ mature ဖြစ်တယ်လို့ကျွန်တော်ထင်တာပဲကျွန်တော်အခုဘာလေးလာကိုစိတ်ကူးထားလဲဆိုတော့တမိုင်းနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အတိတ်မှာဖြစ်ခဲ့တယ်ကျွန်တော်တမိုင်းမှာဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးပေါ့အကုန်လုံးဆိုမြင်လည်းအသေးစိတ်တော့မဟုတ်ပါဘူးအဓိကကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့အရာတွေဒါတွေကျွန်တော်ပြန်လေ့လာမယ်လေ့လာပြီးတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ opinion နဲ့ကျွန်တော် summarize လုပ်ပြီးတော့ကျွန်တော် sharing ပြန်လုပ်ပေးပါမယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်ဒီတမိုင်းသူတီပညာရှင်လည်းမဟုတ်ပါဘူးကျွန်တော်တမိုင်းပညာရှင်လည်းမဟုတ်ဘူးကျွန်တော်လက်ရှိလေ့လာနေတဲ့ဘာသာရပ်တွေကလည်းတမိုင်းနဲ့သက်ဆိုင်တဲ့အရာတွေမဟုတ်ဘူးအဲ့တော့ကျွန်တော်ချက်ချလက်ချနဲ့အားလုံးအမှန်နေပါဆိုပြီးတော့ကျွန်တော်အာမောက်မခင်နိုင်ဘူးဒါပေမဲ့ကျွန်တော်လူငယ်တယောက်ဖြစ်တဲ့အပေါ်မှာကျွန်တော်လက်လန်းမိသလောက်ကျွန်တော် research လုပ်လို့ရတယ်ကျွန်တော်စာအုပ်တွေဖတ်လို့ရတယ်အဲ့ဒီကနေရတဲ့ data တွေကိုကျွန်တော်သိခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော် summarize လုပ်ပြီးတော့ကျွန်တော် opinion ကိုကျွန်တော် sharing လုပ်ပြီးလို့ရတယ်ငယ်တော့ကလည်းအကြောင်းတွေမှာတမိုင်းနဲ့ပတ်သက်ပြီးသင်ခဲ့ရတာပဲကမ္ဘာတမိုင်းရောမြန်မာတမိုင်းရောကျွန်တော်အလဲတဲ့အထက်တန်းအဆင့်တွေမှာကောင်းအောင်သင်ခဲ့ရတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့တမိုင်းနေသင်ခဲ့တဲ့အချိန်ကကျွန်တော်တို့ကကလေးတသားပဲရှိတယ်ကျွန်တော်တမိုင်းနဲ့ပတ်သက်ပြီးတော့လည်းအရင်ကိုယ်ပိုင်အတွေးခေါ်ကိုယ်ပိုင်အယူဆနဲ့လည်းရှုံပုံသုံးသပ်နိုင်စွမ်းလည်းမရှိဘူး man and high ဆိုတာလည်းဆုံးဖြတ်ပိုင်ခွင့်တွေမရှိဘူးကျွန်တော်တို့ကစာလူချက်ပြီးစာအုပ်ထဲမှာစာမွေးဖြစ်ဖို့အတွက်လောက်ပဲကျွန်တော်လေ့လာခဲ့တာနောက်တစ်ခုအကြောင်းမှသင်ခဲ့တဲ့ကမ္ဘာတမိုင်းမြန်မာတမိုင်းဆိုတော့ခွဲထားတာပေါ့နော်ကမ္ဘာတမိုင်းဆိုရင်ကမ္ဘာတမိုင်းရဲ့နောက်မှာသက်သက်ရှိတယ်မြန်မာတမိုင်းရှေ့မှာမြန်မာတမိုင်းသက်သက်ရှိတယ်မြန်မာတမိုင်းသင်နေဆိုရင်မြန်မာတမိုင်းနေကြီးပဲစက်တိုက်ကျွန်တော်သင်သွားမယ်ကမ္ဘာတမိုင်းဆိုလည်းကမ္ဘာတမိုင်းနေကြီးစက်တိုက်သင်သွားတာပေါ့နော်အဓိကကကျွန်တော်ကအခုချိန်မှာဘယ်လိုမျိုးသိချင်တာလဲဆိုတော့ကမ္ဘာတမိုင်းမှာပေါ့ထားရတာဥမာနေနေဆိုရင်နောက်ပိုင်းတခြားနိုင်ငံတွေပေါ့နော်ကမ္ဘာအရေးရာဝါဝ1ဖြစ်နေတဲ့အချိန်ပေါ့ပထမကမ္ဘာကြီးဖြစ်ပွားနေတဲ့အချိန်တွင်းနေမှာကျွန်တော်မြန်မာတမိုင်းရောဘာတွေဖြစ်နေလဲမြန်မာမောင်ဘာတွေဖြစ်နေလဲဒီလိုမျိုးပေါ့နော်ဒီ link လုပ်ပြီးတော့ကျွန်တော်ကလေ့လာချင်တာတစ်ဖက်တည်းမဟုတ်ဘဲနဲ့ဘယ်နိုင်ငံမှာဘာတွေဖြစ်နေတဲ့အချိန်ငါတို့မြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲဘယ်နိုင်ငံကဘယ်လို improvement နဲ့ဘယ်လို culture တွေဖြစ်နေရှင်မြန်မာနိုင်ငံမှာ culture ဘာတွေရှိနေလဲဒီလိုမျိုး comparison လုပ်ပြီးတော့မှကျွန်တော်ကလေ့လာချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့အရင်နဲ့ပတ်သက်ပြီးတော့လေ့လာပါမယ်အဲ့တော့ကျွန်တော်ဘယ်လောက်ထိသွားမလဲဆိုရင်လွန်ခဲ့တဲ့ BC 900ကျော်လောက်ပေါ့နော်လွန်ခဲ့တဲ့ BC 900ကျော်လောက်ထိကျွန်တော်ပြန်သွားမယ်ပြန်သွားပြီးတော့အဲ့ဒီကနေစပြီးတော့ဒီနေ့ဒီချိန်ထိဒီနေ့ AD 2026ရှိပေါ့21ရာစုအထိဖြစ်လာခဲ့တဲ့တမိုင်းကိုကြီးကြီးမားမားအပြောင်းလဲဖြစ်စေခဲ့တဲ့စစ်ပွဲတွေကျွန်တော်လေ့လာမယ်ပြီးရင်အကြမ်းမှာဖြစ်ခဲ့တဲ့ conflict တွေနဲ့ revolution တွေပေါ့နော်ပြီးရင်ဒီစိတ်ကြပြောင်းလဲလာမှုတွေကိုကျွန်တော်လေ့လာမယ်ပြီးရင်ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေကိုကျွန်တော် summarize လုပ်ပြီးတော့ကျွန်တော် sharing လုပ်ပြီးပါမယ်အဲ့တော့ကျွန်တော်ဒီအမြဲကျွန်တော်ပြောနေသမျှအားလုံးကလည်း management မှန်လိမ့်မယ်ကျွန်တော်ထင်မြင်ယူဆချက်တွေရဲ့မှားရည်လည်းပါရင်လည်းပါမှာပဲအဲ့တော့အဲ့ဒါတွေကိုထောက်ပြပြီးတော့ကျွန်တော်အမားတွေပြန်ပြင်စေခြင်းနဲ့ကောင်းစေခြင်းတွေရဲ့ channel ကျွန်တော် debate လုပ်လို့လည်းရပါတယ်အဲ့တော့အဲ့ဒီတော့လည်းကျွန်တော် welcome ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အချက်အလက်နဲ့အထောက်အထားရှိမှယုံတတ်တဲ့သူပေါ့နော်ဒီတိုင်းတော့နှုတ်ကပြောတဲ့စကားလောက်နေတော့ကျွန်တော်မယုံတတ်ဘူးဗျာအဲ့တော့အဲ့တခုလို့ရှိမှာပေါ့အဲ့တော့ကျွန်တော်ကလည်းလေးလာပြီးမှကျွန်တော်ဘယ်ကနေဒါတွေကျွန်တော်လေးလာရဆိုတော့ကျွန်တော်ပြန်ပြောပြပြီးမှာပါအဲ့တော့အားလေးလုပ်ဖို့ရှိပါတယ်နောက်တစ်ခုကျွန်တော်ဒီမှာပါမယ်ဆိုရင်ဒီစစ်ပွဲတွေအကြောင်းကြည့်ပြီးတော့မဟုတ်ဘူးကျွန်တော်ဒီဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေလည်းနည်းနည်းပါမယ်ပြီးတော့တခြားကျွန်တော်ဘ ഹു သုရအနေနဲ့သိတာတဲ့အကြောင်းအရာတွေလည်းပါမယ်ပေါ့နော်အစုံပါမှာပေါ့ပါတာလုံးစံတိုင်းပဲကျွန်တော်တို့ positive thinking ရစီမယ်အရာတွေပဲပေါ့အဓိကတော့အဲ့ဘိုင်းနေကျွန်တော်လေ့လာမယ်လေ့လာပြီးတော့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပြီးပါမယ်ကျွန်တော်အထင်တော့ BC ကလွန်ခဲ့တဲ့ BC ကလောက်ကနေဒီနေ့ဒီလေးဆိုရင်ကြားထဲမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကတော့အများကြီးပဲရှိမှာအဲ့တော့ကျွန်တော် content တွေလုပ်မယ်ဆိုလည်းအများကြီးလာအောင်မှာဘယ်လောက်ကြာမလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်တော့ရအောင်တော့လေ့လာမယ်ကျွန်တော်တစ်နိုင်ငံလောက်တော့တည်တည်ရှာပြန်လေ့လာမယ်လေ့လာပြီးကျွန်တော် content တွေလုပ်မယ်အဲ့တော့ editing ကိုတော့ကျွန်တော်အရင်အများကြီးအကောင့်ကြီးလုပ်ပြီးနိုင်မယ်မထင်ဘူးဘာလို့ဆိုတော့ long form content တွေဖြစ်သွားနိုင်မယ်အဲ့တော့ long form content ဖြစ်တဲ့ပုံမှာကျွန်တော် TikTok မှာတော့တိတ်အများကြီးတင်ဖြစ်နိုင်မယ်ကျွန်တော် YouTube နဲ့ကျွန်တော် Telegram channel မှာပို့ပြီးတင်ဖြစ်ဖို့များပါလိမ့်မယ်အဲ့တော့ကျွန်တော်လူပဲသိချင်တဲ့လူငယ်ရှိတယ်လူငယ်မှမဟုတ်လူကြီးလည်းသိချင်
နားထောင်လို့ရတယ်ဘာကြောင့်ဆိုလူကြီးတွေကသူတို့ကိုယ်ပိုင်သူတို့လည်း research ဒီတက်ရဒီမှာသူတို့ research လုပ်ဖို့ source တွေမသိရလည်းဖြစ်မယ်အချိန်မပေးနိုင်တာလည်းဖြစ်မယ်တခြား issue တွေကြောင့်တို့မလုပ်နိုင်တာလည်းရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့လောစင်မှာကျွန်တော်လူငယ်တယောက်အနေနဲ့ကျွန်တော်လုပ်နိုင်စွမ်းရှိပါသေးတယ်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးအတိုင်းပြန်ပြီးတော့လေ့လာပါအောင်မယ်ပြီးတော့ share ပြန်လုပ်ပေးပါအောင်မယ်အဲ့တော့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ဒီ topic နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရင်ကျွန်တော်စောင့်ကြည့်ပြီးဖို့လည်းကျွန်တော်ပြောချင်ပါတယ်တိတ်မကြခင်ပြန်တွေ့ပါမယ်ဗီဒီယိုစုံလင်ကြည့်ရှုပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အရင်ဖြစ်ပါတယ်